Kansas Kinoni sample question number 6 number 6ကပါလဲဆိုတော့ခိုင်ရောတော့ဘကူကိုကြည့်ခိုင်ရောတော့ဘကူကိုကြည့်ဒါပင်လေကန်ယူတဲ့အလုပ်ပေါ့နော်ပင်လေကန်ယူတဲ့အလုပ်အင်္ဂလိပ်လိုကျတော့ coastal engineering လို့ခေါ်တယ်ပင်လေကန်ယူတဲ့အလုပ်ပင်လေနားမှာရှိတဲ့ဒီနိုင်ငံတွေလောက်တာတော့စိတ်ကန်းတွေလောက်တာတော့အဲ့ချိန်မှာတဲ့ဥမီနော်နာကာတဲ့ဆိုပင်လေထဲမှာစာကြောကောက်တကီလူဟိတော့အလုပ်လုပ်နိုင်တဲ့လူကိုတဲ့နန်းတော့ရောဘကဘယ်လိုခေါ်မလဲပေါ့နော်ဒီပင်လေထဲမှာအလုပ်လုပ်နိုင်တဲ့လူတွေကိုဘယ်လိုခေါ်မလဲတဲ့သူအခေါ်နော်ဒီကတော့ခေါ်တော့ပါကိုမိတဲ့ပုံစံမျိုးပါပဲနံပါတ်1ကကြတော့ကာツရောစစစာကြောရှာဝရင်းစော်တဲ့လူပေါ့နော်ဝရင်းစော်တဲ့လူဆိုတော့ဒါပင်လေထဲမှာလုပ်တော့ဝရင်းစော်တာလည်းမတူပင်လေနော်နက်ကဥမီနော်နက်ကတဲ့စာကြောကတကီလူဟိတော့ပင်လေထဲမှာအလုပ်လုပ်နိုင်တဲ့လူဆိုတော့ကြောင့်ဒါနံပါတ်1ကမဟုတ်ဘူးနံပါတ်2ကကြတော့နံပါတ်2ကပါလဲဆိုတော့ဟာပါဂီရှိဆိုတာဒီဖောက်ခွဲတဲ့လူတွေပေါ့နော်ဟိုကြောက်ခဲတွေဖောက်ခွဲတာလို့ဥမာတန်နေလေးလုပ်တဲ့ဥမင်တူးတဲ့ချိန်မှာဆိုရင်ဒီကြောက်တွေကို blasting လုပ်တယ်လို့ပေါ့နော်ကြောက်တွေကိုဖောက်ခွဲတဲ့လူတွေရှိတယ်နံပါတ်3ကkagen atsu agarin ဒီ pressure adjustment လုပ်တဲ့လူတွေပေါ့နော်ဟိုတချို့နေရာတွေကဒီ compression ဟို compress air တွေပေါ့ pressure တွေလေတွေနဲ့မှုတ်ထုတ်လာတဲ့နေရာရှိတယ်အဲ့လိုနေရာတွေမှာ pressure adjust လုပ်တဲ့လူဆိုတော့ဒါလည်းမှားတာပေါ့နော်ဒီကောင်လည်းမှားတယ်ဒါလည်းမှားတယ်နောက်နံပါတ်4က sensory ဆိုတော့ diver ဒီရေငုပ်သမားတဲ့ sensory ဆိုတော့ဒီပု္ပ္ပာအမှန်ဒါနံပါတ်4ကမှန်တယ်ဆိုပြီးတော့ဖြစ်သွားတယ်ဒီပု္ပ္ပာမှာလည်းအဓိကခန်းကြီးရဲ့ပုံစံတွေပေါ့နော်ရေပါတယ်ဒီနေရာမှာကြည့်မှဆိုရင်သူကပင်လေဆိုတဲ့ခန်းကြီးကိုပြီးတယ်ဆိုရင်ဒီမှာရေပါတဲ့ခန်းကြီးနည်းနည်းတော့ခက်တော့ပေါ့နော်ဒီစာမသိဘူးဆိုရင်တော့နည်းနည်းခက်တော့ခက်မတယ်အဲ့တော့အဖြေကနံပါတ်4ဖြစ်ပါတယ်